ဝင်းမဲ့ရွှေစင်ဤလူပင်စပါးနန်းတွေနဲ့အသီးတွေတမ်းမြန်အောင်မြင်မနက်ခင်းစိတ်ရွှင်လမ်းညစဉ်ဆွဲငင်ပုတ်ဩတန်တွေ့နာပြောဝဲကြီးကြီးကျွန်တော်နိုင်ငံတော်ကြီးနဲ့ချီပြီးတော့ဟိုပြောတက်ဆိုတက်လောက်ကင်တက်တော့ကျွန်တော်ကလေးတွေကနေကျွန်တော်နိုင်ငံတော်ဝင်းကြီးလို့ခေါ်ရင်းနဲ့ကျွန်တော်နိုင်ငံတော်ဝင်းကြီးဆိုတဲ့အမည်တွင်လာတာပေါ့။မှာကိုကလေးတွေကအဲ့လိုဟိုဝိလောက်တောင်အဝယ်အယောင်ဖြစ်နေကြတယ်။နောက်ကျောင်းထဲအထိတောင်မှခုနကဒီစေးပြားလေးတွေကရောက်နေကြပြီဆိုတော့ကျွန်တော်တို့ဒီတိုင်းပြည်တောင်လက်စာစားထားတဲ့တာဝန်ရှိပုဂ္ဂိုလ်တွေဘာများလုပ်နေကြလဲဆိုတဲ့အတွေးမျိုးတွေးပြီးတယ်။ဒီကယူထားတဲ့ဟလာဟိုနိုင်ငံဝန်ထမ်းကြီးတွေမှာလေကျမကြီးတစ်ခုဖြစ်ပြီးသွားလို့ရှိရင်ဒီပင်စင်စာအိုးလေးအမျက်ကုန်းလှုပ်နေစားဖို့အတွက်ဆေးဖို့လဲကုန်ပြီးတော့စားဖို့အတွက်မျက်ခုံးလို့တော့သူတို့မှာရတဲ့ပင်စင်စာအုပ်ကိုပင်စင်စာအုပ်လေးသွားပေးထားရတာပေါင်နေဆိုလို့အဲစာအုပ်လေးကိုအပေါင်ခံတဲ့လူရှိသွားပေးထားရတာအပေါင်ခံတဲ့လူကလည်းတရားဝင်နိုင်ငံတော်ကလုပ်တဲ့အပေါင်ခံတာလည်းမဟုတ်တော့ဒီပေါ့ကျွန်တော်တို့ဟိုရိုက်ပါတယ်မှလုပ်တဲ့အရသားအပေါင်တွေမှာစာအုပ်တော့အုပ်ကိုအတူ20ရာခိုင်နှုန်းအတူပေးရတယ်ပြီးအဲ့စာအုပ်ကိုအပ်ခဲ့ရတယ်ပင်စင်ထုတ်တဲ့နေ့မှာအဲ့အရင်းစားယူထားတဲ့ပင်စင်ဇာကြီးတွေကအဲ့ဟိုဘန်မှာသွားတန်းစီရတာတန်းစီမြအဲ့စာအုပ်မပေးသေးဘူးတောင်မပေးသေးပဲနဲ့ပေါင်ထားတဲ့လူကရော့စာအုပ်ပေးတယ်ထုတ်ပြီးတာနဲ့သူကအဲ့အတိုးတွက်ပြီးတော့အိုတဲ့ငွေပြန်ယူတာအဲ့တိုးကိုယူထားလိုက်တာမြို့တစ်ကြီးတစ်ခုထောင်လိုက်ဘယ်သူတွေဆိုသူတို့ပဲရသွားတယ်နောက်မြို့ထစ်ထောင်လဲသူတို့ကြီးပဲရသွားတာနေဖို့ရှိနေပြီအမျိုးတွေလည်းဘလို့နေရောင်းလို့မကုန်နိုင်တော့နေလို့လည်းမပြီးတော့ဘူးသူတို့ခန္ဓာကိုယ်ကြီးကဟိုကျွန်တော်တို့ဘာတော့ဟိုပိတ်တာခန္ဓာကိုယ်ကြီးလာမသိချမ်းမပြည့်လို့နောက်တစ်ချမ်းမှခွဲပြီးနေရတဲ့ဘဝမျိုးတွေလာမသိဘယ်နာနေသူတို့ပဲချမ်းခွဲအဲ့ဒါတွေကိုလည်းစီစစ်ပေါ်ထုတ်ဖို့လို့လေအဲ့ဒါတွေလည်းစီစစ်ပေါ်ထုတ်ဖို့လို့စနစ်တကျလုပ်ဖို့လိုတာပေါ့နော်ကျွန်တော်တို့အဲ့လိုတော့တွေးထားပါတယ်နောက်နိုင်ငံဝန်ထမ်းတွေရဲ့ဘဝနိုင်ငံဝန်ထမ်းတွေမှတ်ပါတယ်သူတို့ကျွန်တော်တို့နိုင်ငံဝန်ထမ်းတွေတော်တော်များများကနိုင်ငံတော်ကရှင်းမြင့်တဲ့လစာနဲ့ဘလို့မှမလုံလောက်ကြဘူးဘလို့မှမလုံလောက်ကြနိုင်ငံဝန်ထမ်းတွေဘလုံလောက်တော့အာဂတိလိုက်တာပေါ့အာဂတိလိုက်တဲ့အခါမှာနိုင်ငံဝန်ထမ်းနဲ့လိုက်လို့မရဘူးအခုလိုက်လို့ရတဲ့ခါကျတော့အာဓမ္မလိုက်တာသူတို့ရဲ့အကြောင်းပြချက်ကတော့သူတို့ပေးတဲ့လစာနဲ့မလုံလောက်ဘူးလို့ပြောတယ်ဒါပေမဲ့သူတို့လိုက်တဲ့အာဂတိရတွေအတ္တတွေအယံများပြီးတော့တောင်ပုံရာပုံကြီးလိုက်ကြတယ်အာဂတိဒီဝန်ထမ်းပဲဒီလစာနဲ့ပဲအာဂတိမလိုက်တဲ့လစာအာဂတိမလိုက်နိုင်တဲ့ဌာနပေါ့အာဂတိလိုက်လို့မရတဲ့ဌာနပေါ့ယူသားတဲ့ဌာနလို့ပြောမလားလိုက်လို့မရတဲ့ဌာနလို့ပြောရမလို့အဲ့ကဝန်ထမ်းလေးတွေကြတော့လေတကယ်သနာဖို့ကောင်းပါလေဇာခုံဇာဆွမ်းအားတဲ့တွင်စံချိန်ရင်ပေါင်းတန်းလိုက်ရင်မင်းခင်မီနီကဘာကြီးကြည်မြင်ပန်းမြန်ရောက်ကြပါသားလျင်ရဝန်းတဲ့ပြည်သက်များအားလုံးမင်္ဂလာပါရဝန်းတဲ့ရဲ့ရုပ်သံအင်တာဗျူးကဏ္ဍကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီတစ်ခေါက်မှာတော့ကျွန်တော်တို့ရဝန်းတဲ့ကဒီလာမယ့်2025ရွေးကောက်ပွဲပေါ့နော်ဒီရွေးကောက်ပွဲရဆိုလို့ရှိရင်ဒါနိုင်ငံရေးအတွက်အရေးပါတဲ့ကဏ္ဍတစ်ခုဖြစ်တယ်လို့ကျွန်တော်တို့ကယူဆတယ်ပေါ့နော်ဒါကြောင့်ဒီရွေးကောက်ပွဲမှာဝင်ရောက်ရှင်ပြိုင်မဲ့နိုင်ငံရေးပါတီတွေရှိရဲနောက်တိုင်းရင်းသားကိုယ်စားလှယ်တွေရှိရဲတတိပုဂ္ဂလကိုယ်စားလှယ်တွေရှိရဲပေါ့နော်အဲ့ဒီဝင်ရောက်ရှင်ပြိုင်မဲ့ကိုယ်စားလှယ်လောင်းနေနဲ့ကျွန်တော်တို့ကဒီအင်တာဗျူးသတင်းအဖြစ်မြင်မြန်တင်ဆက်သွားမှာဖြစ်ပါတယ်အခုတစ်ခေါက်မှာတော့ကျွန်တော်တို့ရဝန်းတဲ့ကဒီရှမ်းပြည်နယ်တောင်ကြီးမြို့နယ်ကနေပြီးတော့တတိပုဂ္ဂလပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်းအဖြစ်နဲ့ဝင်ရောက်ရှင်ပြိုင်သွားမဲ့ဦးဝင်းကြည်ကိုကျွန်တော်တို့ကမြင်မြန်သွားမှာဖြစ်ပါတယ်ဦးဝင်းကြည်မင်္ဂလာပါခင်ဗျဟုတ်ကဲ့ပါမင်္ဂလာပါကိုကြီးဟုတ်ကဲ့ကိုအဲ့တော့ဟုတ်ကျွန်ကိုအနေနဲ့ပေါ့နော်ဒီကိုကအကိုကိုရိုင်းကလည်းဒီတောင်ကြီးညောင်ရွှေသားတယောက်ဖြစ်တယ်ပေါ့နောက်ပြီးလို့ရှိရင်ရခင်ကလည်းNDFပါတီရဲ့ပါတီဥက္ကဋ္ဌဒီပြည်နယ်မှာပေါ့နော်တာဝန်ယူခဲ့တာတွေရှိရဲပေါ့ဟုတ်ပြီအဲ့တော့ဒီမှာအခုပါတီဖြတ်သိမ်းခံပြီးရတဲ့နောက်ဖြတ်သိမ်းခံလိုက်ရပြီးတဲ့နောက်မှာအများကြီးပဲဒီတတိပုဂ္ဂလတွေဝင်ပြိုင်ကြတယ်လို့ကျွန်တော်တို့သိထားရပေါ့နော်အကိုအနေနဲ့ရောဒီဘယ်လိုမျိုးဝင်ဖို့ဆုံးဖြတ်ခဲ့တာလဲဒီတတိပုဂ္ဂလအနေနဲ့ဆက်ပြီးတော့ဒီဝင်ရောက်ရှင်ပြိုင်သွားဖို့ဒီလွှတ်တော်တွေကိုရအောင်ဘယ်လိုမျိုးဖြစ်ခဲ့တာလဲပေါ့ဆုံးဖြတ်ခဲ့တာလဲအဲ့ဒါလေးတစ်ချက်မိတ်ဆက်ပေးပါအောင်ခင်ဗျာဟုတ်ကျွန်တော်ကတော့ဒီရှမ်းပြည်နယ်တောင်ပိုင်းတောင်ကြီးမြို့နယ်ပြည်သူ့လွှတ်တော်ကိုနေရာကိုဝင်ရောက်ရှင်ပြိုင်တဲ့ဦးဝင်းကြည်ပေါ့ဦးဝင်းကြည်ခေါ်နိုင်ငံတော်ဝင်းကြည်ပေါ့နိုင်ငံတော်ဝင်းကြည်လို့ကျွန်တော်နာမည်တွင်တာလေကျွန်တော်နိုင်ငံဝန်ထမ်းဘဝမှာပေါ့လေကျွန်တော်ကဟိုအလုပ်တစ်ခုကိုလုပ်လို့ရှိရင်နိုင်ငံကြီးနဲ့ခြီးပြီးတော့သူတို့ကို
ရည်ရွယ်ချက်ကြီးကြီးနဲ့ပြောတတ်ဆိုတတ်လောက်ကင်တတ်တာပေါ့လောက်ကင်တတ်တော့ကျွန်တော်ကလေးတွေကနေနိုင်ငံတော်ဝင်းကြီးဆိုပြီးတော့အမည်ပေးရင်းနဲ့ကျွန်တော်အမည်ကနိုင်ငံတော်ဝင်းကြီးဆိုပြီးတော့တွင်တာပေါ့နော်တီးတန့်ကျွန်တော်အနေနဲ့ကိုကိုပေးထားတဲ့နာမည်တော့မဟုတ်ပါဘူးကလေးတွေပေးရင်းနဲ့ပဲနိုင်ငံတော်ဝင်းကြီးဆိုအမည်တွင်တာပေါ့ကျွန်တော်အခုနိုင်ငံဝန်ထမ်း23နှစ်တာဝန်ထမ်းဆောင်ပြီးတဲ့နောက်မှာကျွန်တော်ဒီအငိမ့်စားယူလာပြီးတဲ့နောက်ပြည်သူခက်ခဲတွေကိုကူညီမယ်ဆိုပြီးတော့ကျွန်တော်လူမှုကူညီရေးပေါ့လူမှုကူညီရေးအသင်းလေးထောင်လိုက်တယ်ပြီးတော့လူမှုကူညီရေးလုပ်ငန်းတွေကိုရှစ်နှစ်ခွဲလုံးတာဝန်ထမ်းဆောင်ခဲ့တာပေါ့နော်တာဝန်ထမ်းဆောင်ခဲ့တဲ့လူမှုခက်ခဲတွေကျွန်တော်ရဲ့ရည်ရွယ်ချက်ကတော့တစ်ချက်ကတော့ကလေးတွေမူရစေဝါမတုံးဆွဲရအောင်ကလေးတွေရဲ့စိတ်ဓာတ်မြမအောင်ပြီးတော့မျိုးချစ်စိတ်ဓာတ်ရှိအောင်ဆိုတဲ့ရည်ရွယ်ချက်လေးနဲ့ကျွန်တော်အသင်းဖွဲ့လေးကိုထောင်တယ်ထောင်ပြီးတဲ့သူရဲ့ကိုကျင်တရားလေးကိုထိမှုအတွက်ကျွန်တော်သွေးလူအသင်းလေးကိုစထောင်တယ်သွေးလူအသင်းလေးကနေပြီးတော့ကျွန်တော်ကြံတဲ့လူမှုဘဝအခက်အခဲတွေကိုကျမရေးကိုအခြေခံပြီးတော့လူမှုဘဝအခက်အခဲလူမှုဘဝမြင့်တင်ရေးအခက်အခဲတွေကိုကျွန်တော်ဆောင်ရွက်အကူအညီပေးတာပေါ့ဒီနဲ့ကျွန်တော်ကဆောင်ရွက်ပေးနေတဲ့2020ခုနှစ်မှာတော့ကျွန်တော်ဒီအမျိုးသားဒီမိုကရေစီအင်အားစုပါတီ NDF ပါတီကနေပြီးတော့ဗမာတိုင်းရင်းသားလွှတ်တော်အမတ်အဖြစ်ကျွန်တော်ဝင်ရောက်ရှင်ပြိုင်ခဲ့သေးတယ်ဗျအဲ့ဒီနောက်မှာနိုင်ငံရေးအခင်းချင်းတွေအခုအခင်းချင်းတွေဖြစ်သွားခဲ့ပြီးတော့ကျွန်တော်ကတော့ပရိုက်တာလုပ်ငန်းကိုတော့ကျွန်တော်အဆက်မပြတ်လုပ်နေပါတော့ကျွန်တော်ကြိုက်တဲ့အချိန်မှာ24နာရီကျွန်တော်ဆောင်ရွက်ပေးနေတာပေါ့ကျွန်တော်တို့ဒီဆက်ဆံထုံးစီအိုဂျီကိုအခြေခံပြီးတော့တောင်ရပို့ပြုတ်ပြီးတော့တောင်ကြီးမြို့နယ်မှာရှိတဲ့အရက်ဖက်ဆေးရုံနေနေဘက်စစ်ဘက်ဆေးရုံနေအကုန်လုံးကိုတော့ကျွန်တော်ရှိအကူအညီတောင်းသမျှကျွန်တော်လည်းတအားသမျှအတန့်တိုင်ဆုံးအောင်မြင်အောင်သွေးလူပေးပါတယ်ပြီးလို့ရှိရင်တချို့လူနာတွေကအက်ဆီဒန့်လူနာအပါဝင်မွေးလူနာတွေတချို့လူနာတွေကိုကျွန်တော်ကဆေးရုံပို့တယ်အကူအညီတောင်းလာရင်ဆေးရုံပို့တဲ့ခါမှာတချို့ဆိုရင်သူတို့ငွေကြေးခက်ခဲရလုံးဝအဆင်မပြေဘူးဆိုရင်ကျွန်တော်အခမဲ့ကားစီဖို့အလှမခံဘူးအခမဲ့အဲ့ဒီမှာထပ်ပြီးတော့မှတချို့ဆိုရင်ဆေးပိုးပါမတတ်နိုင်ရင်ကျွန်တော်တို့ကလေဆေးပိုးပါလှူပေးသေးတယ်ဆေးပိုးပါလှူပေးတော့ကျွန်တော်ကဒီငွေကိုဘယ်လိုလှူလဲဆိုလို့ရှိရင်တစ်ခါတလေကြာရင်အရင်တော့ကျွန်တော်တို့အသင်းအဖွဲ့တွေကိုဒီပတ်စံပေါ့အသင်းဖွဲ့တွေကိုနိုင်ငံတော်ချမှတ်ထားတဲ့အသင်းဖွဲ့တွေကိုလက်စင်ကြီးလေးအလူခံပြီးတော့ကူညီခိုင်းတာပေါ့ကျွန်တော်ကကိုပိပထမလိုင်းပြီးကြတဲ့ကဘယ်လူချီမှာလာချင်စီမကောက်တော့ဘဲနဲ့တက်အားသမျှကျွန်တော်စိုက်တယ်မစိုက်နိုင်လို့ရှိရင်ကျွန်တော်ရဲ့ဒီအဆင်ပြေတဲ့เจ้าနေပဲတငယ်ချင်းဘိတ်ဆွေအပေါင်းအသင်းတွေဒေသခံပြည်သူတွေကိုလှမ်းပြီးကူညီတောင်းတယ်ဒီမှာတော့လူနာတယောက်တော့အခက်အခဲဒီလိုရှိနေတယ်တို့ဒီလိုလောက်ကြမယ်ဆိုဝိုင်းကူညီကြတယ်စစ်ဝိုင်းကူညီနေပါကျွန်တော်ကတော့အခုဒီပေါ့ရွေးကောက်ပွဲကိုဝင်ရောက်ရှင်ပြိုင်တာပေါ့ဝင်ရောက်ရှင်ပြိုင်ပြစ်တာလည်းဒီလိုပါပဲကျွန်တော်တို့ဒေသတွင်းမှာရှိတဲ့တိုင်းရင်းသားပြည်သူတွေကူညီရင်းနဲ့ကျွန်တော်ကအခက်အခဲဒီတိုင်းရင်းသားတွေရဲ့အလွှာပေါင်းစုံနဲ့ဆက်ဆံထိတွေ့နေရတော့လေသူတို့အခက်အခဲတော်တော်များများကကျွန်တော်ပရိုက်တာနဲ့ကူညီလို့ရတာလေးရှိတယ်ကူညီလို့မရဘဲနဲ့လွတ်တော်တွင်းမှာမှဆွေးနွေးအခြေရှာတိုင်ပင်ပြီးတော့မှကျွန်တော်တို့ဖြည့်ရှင်းရမယ့်အခက်အခဲတွေရှိတယ်ဒါကြောင့်ကျွန်တော်ဒီလွတ်တော်တွေကိုဝင်တိုင်မယ်လို့ဆိုတာပေါ့ပြီးတော့နောက်တစ်ခုကျွန်တော်ဝင်တိုင်ပြစ်တာနောက်တစ်ခုရှိတာကလည်းကျွန်တော်တို့ကဒီ2024ခုနှစ်မှာပါတီတွေမှတ်ပုံပြန်တင်ပြီးတော့2025မှာအထွေထွေရေကောက်ပွဲကြီးကျင်းပပေးမယ်ဆိုတော့ကျွန်တော်တို့ဒီရှမ်းပြည်နယ်အရင် NDF တာဝန်ခံတွေပေါ့ NDF တာဝန်ခံတွေကသူတို့ရဲ့ဒီလူမှုခက်ခဲလေးတွေပေါ့နော်သူတို့ရဲ့အသက်စိုးရင်ရတဲ့အခက်အခဲလေးတွေရှိတော့သူတို့တာဝန်ထမ်းဆောင်မှုခက်နေတယ်ဆိုကဲတာဝန်ထမ်းဆောင်မှုခက်ရင်ကျွန်တော်ကလည်းဒါကျေးဇူးမိကျေးဇူးစားလေးတွေရှိတာပေါ့နော်ကိုယ်တိုင်ကလည်းဒီပါတီကိုမှီပြီးတော့ဗမာတိုင်းရင်းသားဝင်ပြိုင်ခဲ့တဲ့တန်ရောစင်နဲ့ကဲကျွန်တော်တာဝန်ယူပေးမယ်ဆိုပြီးတော့ကျွန်တော်ကဒီဥက္ကဋ္ဌတရားဝင်ကိုခြေပြုံလဲယူခဲ့တယ်ခြေပြုံလဲထမ်းဆောင်ခဲ့ရင်းနဲ့မှအခုလိုပေါ့နော်လူအင်အားမပြည့်ပါတီအင်အားမပြည့်ဘူးဆိုတဲ့ဥပဒေနဲ့ကျွန်တော်တို့ပါတီဖြတ်သိမ်းခံရတယ်ပါတီဖြတ်သိမ်းခံရပြီးတဲ့နောက်မှာတော့ကျွန်တော်ရဲ့ဒီဒေသခံပြည်သူတွေကစိတ်ညစ်သွားတာပေါ့နော်စိတ်ညစ်သွားပြီလားပေါ့သူတို့လည်းစိတ်ညစ်သွားကြတာပေါ့သူတို့ကလည်းငကွာခမောက်ရွှေခမောက်ကိုပေးမယ်စိတ်ညစ်သွားကြတာပေါ့ပြီးတော့ဦးလေးအဲ့လိုမှမလုပ်ရင်ကျမတို့ဒီခက်ခဲတွေကိုဘယ်လိုကူညီမှာတော့ဘာတော့ပေါ့အဲ့လိုဖြည့်ရှင်းတာအဲ့ဒါဆိုရင်တော့ဦးလေးတတိပုဂ္ဂလနဲ့ဝင်ပြိုင်ပေးမယ်ကွာမင်းတို့ကျင်တတ်လားပေါ့ကျွန်တော်ပါတီတော်တော်များများဖိတ်ခေါ်ပါတယ်ဒါပေမဲ့ကျွန်တော်ခံယူချက်ကတတိပုဂ္ဂလနဲ့ဝင်ပြိုင်ပေးမယ်ညီတို့မဲပေးမှာလားမဲပေးမယ်ညီတို့ငါဘက်ကဝင်းရံပေးရင်ငါညီတို့ဘက်ကပြိုင်ပေးဖို့အစဉ်အဆက်ရှိတယ်ငါတော့ညီတို့သိတဲ့အတိုင်းဆေးုံသွားရင်ဆေးုံကနတ်သမားတွေဆရာဝန်တွေနဲ့ရန်ဖြစ်တတ်တဲ့လူကိုပြည်သူ့အတွက်ပါကိုယ့်အတွက်တော့မဟုတ်ဘူးလဝကရုံသွားလို့ရှိရင်လဝကဆရာကြီးတွေနဲ့ရန်ဖြစ်တတ်တဲ့အကျင့်ပေါ့သွားလီရမှာပြည်သူ့အတွက်ဆိုရင်မရက်ပြီးတော့ရန်ဖြစ်တတ်တဲ့ပုံကိုပေါ့လေပုံကိုဆိုတော့သူတို့ဟုတ်ပြီဦးလေးဝင်တိုင်ပေးပါဆိုသူတို့ရဲ့တိုက်တွန်းချက်နဲ့နောက်ကိုယ့်ရဲ့ခံယူချက်ကလည်းဟိုနဲ့လို့ပေါ့နော်ကျွန်တော်ပရိုက်တာနဲ့လှုပ်လာတဲ့8နှစ်ခွဲလှုပ်လာတဲ့အတိုင်းအတာမှာတချို့အခက်ခဲကတော့လူမှု
ကူညီရေးကိစ္စတွေနဲ့ပြည်လည်နိုင်တော့လဲတချို့အခက်အခဲတွေကကြတော့ကျွန်တော်တို့လွှတ်တော်တွင်းမှာသာတင်ပြဆွေးနွေးအဖြေရှာပြီးတော့မှဒီအခက်အခဲတွေဖြေရှင်းရမှာဖြစ်တဲ့အတွက်ဝင်ရောက်ရှင်းပြပေးခြင်းဖြစ်ပါတယ်ခင်ဗျဟုတ်ကဲ့ကိုကျေးဇူးတင်ပါတယ်အခုဒီစာမိတ်ဆက်ပေးသွားတယ်နောက်ပြီးလို့ရှိရင်ကိုရဲ့ဒီအရင်လောက်ခဲ့အတွေ့အကြုံတွေမှာဆိုလည်းဒီ CVO မှာလည်းအပရိဒါအနေနဲ့10နှစ်လောက်လောက်ခဲ့တာရှိတယ်နောက်ကိုရိုင်းကလည်း2020ရွေးကောက်ပွဲနှောင်းကလည်းဗမာတိုင်းသားလွှတ်တော်ကိုယ်စားလှယ်အနေနဲ့ဝင်ပြိုင်မှုတယ်ဆိုတော့ဒီလွှတ်တော်တွေ့ဒီကိုယ်စားလှယ်လောင်းရှောက်ရဟာတွေနဲ့အတွေ့အကြုံတွေကလည်းမစိမ့်ဘူးပေါ့နော်အဲ့တော့ကိုဒီမှာဆွမ်းနာကပြောသွားတဲ့အထက်မှာခက်ခဲတွေအများကြီးပဲလားဒီဒေတာကန်တွေရဲ့ဒီထားပါတော့တခုခုလာအက်ဆီဒန့်ဖြစ်တာတော့နောက်ကျန်းမာရေးဆိုင်ရာလိုအပ်ချက်တွေအရကူညီမှုတွေကိုအများကြီးလုပ်ခဲ့တယ်ကိုရိုင်း site excite လုပ်ပေးတာတွေရောတခြားသူတွေကနေမှတစ်ဆင့်ကူညီပြန်တောင်းပေးတာမျိုးတွေလည်းလုပ်ခဲ့ရပေါ့နော်အဲ့တော့အခုအနေနဲ့လွတ်တော်တွေရောက်ခဲ့ပြီဆိုလို့ရှိရင်ဒီဟာတွေကိုဘယ်လိုမျိုးကောင်းအောင်လုပ်သွားမယ်လို့ကိုတွေးထားလဲဘယ်လိုမျိုးလုပ်လို့ရမယ်လို့ပြောလို့ရလဲဗျဟုတ်အဲ့ဒါလေးတစ်ချက်ဖြေပေးပါအောင်ပေါ့နော်ဟုတ်ကျွန်တော်ကတော့ဟိုပေါ့ငငယ်ကတင်ဘူးတာပေါ့လေဟိုကျွန်တော်အကြောင်းလုံးကတင်ဘူးတယ်တစ်ချက်ကမိမိကိုယ်ကိုကောင်းအောင်ကြိုးစားမယ်ပေါ့ပြီးတော့နှစ်ချက်ကမိမိအတန်းကိုကောင်းအောင်ကြိုးစားမယ်ဆိုငငယ်ကတင်ဘူးတဲ့အချက်လေးကိုကျွန်တော်ပြန်တွေးပြီးတော့ကျွန်တော်နိုင်ငံရဲ့ဖွံ့ဖြိုးတိုးတက်မှုတွေအားလုံးနောက်နိုင်ငံတွေကမ္ဘာနိုင်ငံတွေမှာဖွံ့ဖြိုးတိုးတက်မှုနှေးကွေးနေတဲ့ဟာတွေကိုအားလုံးကိုသုံးသပ်လိုက်တဲ့အခါမှာခေတ်ပညာတတ်တွေဘလောက်ပဲပေါ်နောက်တစ်ခုကခုနကလိုလေလူသားအရင်းမြစ်တွေဘလောက်ပဲကောင်းဖြစ်နေတာကတော့ကျွန်တော်တို့အတ္တစိတ်တွေပေါ့အဲကြောင့်မိမိကိုယ်ကိုအတ္တကင်းနဲ့ဆောင်ရွက်မယ်ဆိုရင်တော့ပြည်သူ့အတွက်ကိုဆောင်ရွက်မယ်နိုင်ငံပေါ်မှာစေတနာထားမယ်ဒီအတိုင်းဒီနိုင်ငံသားတွေပေါ်မှာမေတ္တာတရားထားပြီးတော့ရှေ့ရှုဆောင်ရွက်မယ်ဆိုလို့ရှိရင်တော့ဟိုတိုးတက်မယ်လို့ကျွန်တော်ခံယူထားတာပေါ့အဲဒါကြောင့်ကျွန်တော်ခုနကဒီကလေးတွေရဲ့ဘဝပေါ့နော်ကျွန်တော်ဆောင်ရွက်တဲ့အခါမှာဟိုလူငယ်တွေမွေးရစေပါသုံးဆွဲခံရတဲ့လူငယ်တွေကကျွန်တော်တို့မွေးရစေပါလူငယ်ဆိုတော့စမ်းကြတာပေါ့နော်မွေးလူငယ်ဆို15 16 19 20လောက်ကတော့20နှစ်အစိတ်လောက်ထိစမ်းကြပါတယ်မွေးရစေပါလဲစမ်းပြီးသွားရင်ဆွဲသွားကြတာဟုတ်အဲ့ကလေးတွေကထိန်းအကြောင်းမျိုးဒီမွေးရစေပါသုံးဆွဲမှုကိုအကြောင်းပြုပြီးတော့ဟိုဖန်စီထိန်းသိမ်းခံရတာတွေရှိတယ်ဟိုတခါတလေကြာတပြည့်တခြားသောအဖွဲ့အစည်းတွေရှိရောက်သွားတာတွေရှိတယ်ပေါ့နော်ရှိတယ်ဒါပေမဲ့ကျွန်တော်တို့မွေးရစေပါရောင်းနေတဲ့ပုံကူများတော့တုံးတက်တိုက်ကြီးပေါ်မှာမိမ့်ကြီးထိုင်ပြီးကားထယ်လဲစီးနေကြတာပေါ့သူတို့အမျိုးအတိုင်းဝိုင်းနေရအဲ့ဒါကလည်းကျွန်တော်ထင်ပါတယ်ဘယ်သူမှတော့တရားဝင်ခွင့်ပြုပြီးရောင်းပါလို့တော့မပြောဘူးပေါ့နော်ဟိုသက်ဆိုင်ရာတချို့တာဝန်ရှိတဲ့လူတွေနဲ့လက်ဝါးချင်းရိုက်ပြီးရောင်းကြတယ်လို့ထင်ပါတယ်ဘာကြောင့်လဲဆိုတော့ကျွန်တော်တို့ဟိုပရိဒသမားဟိုပြည်သူနဲ့တွက်မယ်ဆိုရင်လည်းအများတော်ပြည်သူတော်မှဒီလူဆေးရောင်းနေတာကိုသိတယ်ဒီတာဝန်ရှိတဲ့ပုံကိုယ်တွေမသိဘူးဆိုတော့လေတော်တော်အံ့ဩမိတယ်ဗျတော်တော်တို့အတွက်အံ့ဩမိတယ်ကျွန်တော်တို့တာဝန်ရှိတဲ့ပုံကိုယ်တွေများဟိုနည်းနည်းနားလေးနေကြတာလားမျက်စိများမွေးနေကြသလားပေါ့ကျွန်တော်အဲ့လိုတွေးမိတာလေတွေးမိတာကျွန်တော်ကြုံမှုပါတယ်ဟိုကျွန်တော်ဘယ်လောက်ထိဒီကလေးတွေရဲ့ဟိုကလေးတွေပေါ့လူငယ်တွေပေါ်မှာတန်ဖိုးထားလဲဆိုရင်ကိုနဲ့လို့ပေါ့ကလေးတွေကနေရင်ထိုင်ရင်ချုပ်သေးရောက်တာတွေဘာတွေဖြစ်နောက်ကလေးတွေစီရပဲကျွန်တော်တို့မင်းရင်သိပါတယ်ကလေးတွေဟိုမွေးရစီးပွားသုံးတဲ့ကလေးဖမ်းပြီးလို့ရှိရင်မင်းပမာဝယ်တာတော့ဘေးပိုင်ခွင့်ရှိတယ်လေမင်းပမာဝယ်တော့ဒီဆေးဘယ်ရတာတော့ဒီဆေးကနတ်ပြည်ကနေဒုံးဆိုကြလာတာမဟုတ်ဘူးအဘယ်ရတာလို့မေးလို့ရှိရင်ဦးလေးစစ်သားကဘယ်ရဝယ်တာကျွန်တော်ရိုက်မေးစရာမလိုချော့မေးတာနှုတ်အဖြေထွက်တယ်ဘယ်ရဝယ်တာအဲ့လူကိုပြုတ်မေးလဲဒီအဖြေထွက်တယ်နောက်ကလေးမေးလဲဒီအဖြေထွက်တယ်နောက်ကလေးမေးလဲဒီအဖြေထွက်တယ်ဆိုတော့ဒီလူကဟိုဟာသုံးတက်တိုက်ကြီးပေါ်မှာသုံးတက်တိုက်ကြီးပေါ်မှာနေပြီးတော့ဟိုကားထယ်လဲစီးပြီးတော့အဲ့ဒါနဲ့ကျွန်တော်တို့ဒီနည်းနည်းသက်ဆိုင်ရာတွေကြောက်ပေါ့ကျွန်တော်ကလိုင်းမူကနေဒီတစ်တိုးဘာညာလေးစာလေးပါလေးရေးတဲ့အခါကျတော့ကျွန်တော်တို့ပြီးတော့ဒီပေါ့ဟိုမျိုးချစ်လူငယ်တွေပဲခေါ်ရမလားဒေသခံတွေကဟိုကျွန်တော်တို့တိုင်းပြည်ကိုချစ်တဲ့လူငယ်တွေပဲခေါ်ရမလားသူတို့တွေကမခံနိုင်ဘူးစေးအောင်တဲ့လူတွေသူတို့ချင်းသူတို့တငယ်ချင်းတွေပဲဟိုသွားရတာဟုတ်နော်အထောင်ကြတော့လေသူတို့တငယ်ချင်းတွေပဲကြတော့မခံနိုင်တော့ကျွန်တော်သွားဖမ်းဘူးတယ်သွားဖမ်းတော့ဦးလေးတဲ့ကျွန်တော်တော့မပါဘူးသွားဖမ်းတဲ့ချိန်အဲ့ဒီကကျွန်တော်ကဆက်ဆံထုံးဆေးဦးမှာလူနာပို့ရောက်နေဦးလေးတဲ့သားတို့အမှသွားဖမ်းနေတဲ့ဟိုဒီရက်တပ်ဖွဲ့ရ2ယောက်နေတဲ့သွားဖမ်းတော့တဲ့အဲ့အိမ်မှာတော့ဆေးတွေတွေ့တယ်တဲ့ဆေးဘလောက်ထိတွေ့တုံးဆိုရင်ကလေးတွေပြောတယ်ကျွန်တော်တို့ပထန်းဆောက်ကြီးလေဟိုပထန်းကြီး9ချမ်းရှိတာဟုတ်ပထန်း9ချမ်းရဲ့ပထန်းစာအုပ်3အုပ်စာလောက်ပရောက်တုံးတွေ့တာဘိန်းလူတုံးပရောက်တုံးတွေ့တော့လူ6ယောက်မိတယ်တဲ့6ယောက်မိတော့အေးပေါ့ဘယ်လိုများလောက်ကြမလို့စောင့်ကြည့်ကြတာပေါ့သားရေးပေါ့မင်းတို့ပို့လိုက်လားကျွန်တော်တော့ဟို record ယူတယ်လေပို့လိုက်လားဘယ်အချိန်ရောက်တွေ့လိုက်တယ်ဘယ်သူတွေနဲ့ဘယ်သူပါတယ်တက်သေးတယ်ကျွန်တော် record ယူတတ်တယ်လူဆိုမှတ်တမ်းလေးယူတတ်တယ်ဆိုတော့သွားလိုက်တယ်သွားပြီးတိတ်မကြပါဘူးတရင်ဒီ1လ2လလောက်နေတော့တရင်တစ်ခုထွက်လာတယ်ဒီအိမ်ရှင်ဖြစ်တဲ့လူဟိုဂိုင်းကျုပ်ဖြစ်တဲ့လူကလုံးဝကွင်းလုံးကျွတ်ပြီးတော့ခုနကအဖမ်းခံရတဲ့သူနဲ့အပေါင်းပါ9ယောက်ကတော့10နှစ်စီကြာသွားတယ်လို့ပြောတယ်
အဲ့အကြောင်းမျိုးကြောင့်အဲ့စကန်တစ်ခုကိုရောက်ရဲစကန်ကိုကျွန်တော်ရောက်သွားတယ်အဲ့စကန်ကလည်းဒီကလေးတယောက်ကလည်းများချင်းရန်ဖြစ်လို့ဓာတ်နဲ့ခုတ်တဲ့အမှုနဲ့ကျွန်တော်အတီတယောက်ကကိုဝင်းကြီးလာပေါင်းလိုက်ပါအောင်ဆိုကျွန်တော်အာမခံမှမသိဘူးအဲ့စကန်ကိုရောက်သွားတယ်စကန်ကိုရောက်သွားတော့မှအာမခံမှာတဲ့အာမခံနေကျွန်တော်လည်းငုတ်ထုတ်ထိုင်နေရပါအဲ့ကဟိုတာဝန်ရှိတဲ့စကန်မှုကဒီခမရပါတော့နဲ့ဘယ်သူတော့နဲ့ကျွန်တော်ဥဝင်းကြီးပါဗျဆိုဟိုကိုကကျွန်တော်တကယ်ချင်းကဒါနိုင်ငံတော်ဝင်းကြီးဆိုတာသူကတဲ့အမှတ်မိပြီးသိပြီဆိုတော့အမှပြောကြရင်နဲ့လက်ဆောင်ကြရင်နဲ့ဟိုပေါ့လက်ဆောင်နည်းနည်းလေးရှည်တာပေါ့လက်ဆောင်တွေကြာရင်နဲ့ကျွန်တော်ကတော့ပြောလိုက်ပါတယ်ဘာခက်ခဲရှိလို့ဆိုရင်တော့လို့ဒီစခန်းကိုတော့ကျွန်တော်ကစိတ်ထဲမှာခုနေတယ်ပေါ့နော်ဟိုဒီစီးရောင်းတဲ့ဂိုင်းကျုပ်ကြီးကထွက်လာပြီးတော့ကြံတဲ့လူတွေ10နှစ်ကြာတယ်ဆိုတော့စိတ်လည်းမကောင်းဘူးတိုင်းပြည်အတွက်ဆိုတော့ဦးလေးမပူနဲ့တဲ့ကျွန်တော်ပြန်ပြီးတော့ဟိုဖမ်းပေးမယ်ဆိုလွတ်သွားတဲ့လူကသူကလည်းပြောပါတယ်ဒါတွေကဟိုကျွန်တော်တို့တရားရုံးကနေလုပ်တဲ့ကိစ္စတွေပေါ့နော်သူတို့နဲ့မဆိုင်ဘူးသူတို့ကတော့အမှုတင်လိုက်တာပေါ့ရပါတယ်ဦးလေးတွေမကြည့်ပြန်ဖမ်းပေးမယ်ပြန်ဖမ်းပေးတယ်ဗျာပြန်ဖမ်းပေးတော့နောက်တစ်ပတ်လောက်ကြတော့ဦးလေးရေးတဲ့ဟိုဟာသူ့တော့ဖမ်းထားပြီးပြတယ်လာကြည့်ပါဦးဟာကျွန်တော်သူ့လာကြည့်စရာလည်းမလိုဘူးလေဗျာလို့ကျွန်တော်နဲ့သူတွေကဟိုပုဂ္ဂလိကရန်သူမဟုတ်ဘူးလို့တိုင်းပြည်အတွက်ကလေးတွေအတွက်ကျွန်တော်ကသူ့ကိုရန်သူလို့ဟိုပေါ့အန်ဒီရရှိတဲ့လူသားတယောက်အနေနဲ့ကျွန်တော်သတ်မှတ်ထားတာလို့ကျွန်တော်နဲ့သူနဲ့ရန်သူမဟုတ်ဘူးလို့ဥပဒေတိုင်းဆက်လုပ်လိုက်ပါဆိုအခုတော့10နှစ်ကြာသွားတယ်အဲ့သူထွက်လာရင်တော့ကျွန်တော်များအသက်ခံရမှာပြီပါအဲ့လိုတော့ရှိတယ်ဟုတ်ကဲ့ဒါကတော့ဟိုကျွန်တော်လူမှုအခက်အခဲလေးပေါ့နော်ဒီလက်ရှိကလေးလူငယ်တွေရဲ့မွေးစီးပွားနဲ့ပတ်သက်တဲ့အခက်အခဲလေးပေါ့ဟုတ်ကဲ့ကျေးဇူးတင်ပါတယ်ဟုတ်ကဲ့ကိုအဲ့ဒါဆိုရင်ဒီမှာတောင်ကြီးမှာလည်းအခုအနေနဲ့ဒီမူရစီရောင်းတဲ့သူတွေကိုဟလာအေးအေးယူနိုင်အောင်လုပ်ပေးခဲ့တာမျိုးရှိတယ်လို့ကျွန်တော်သိရပေါ့နော်ဟုတ်နောက်ပြီးတော့ကိုယ့်ရဲ့ pamphlet မှာလည်းပြောထားတယ်မူရစီဝါနဲ့ပတ်သက်ပြီးတော့ဒီအေးအေးယူမှုတွေလုပ်အောင်လူငယ်တွေဟောဖြစ်တုံးဆွဲမှုနည်းလာအောင်လုပ်မယ်ပေါ့အဲ့တော့ဒီနောက်တစ်ခုကလေတောင်ကြီးမှာကဟိုကလေးတွေကဒီဘယ်လိုပြောရမလဲပညာမသင်ကြလားလားအဲ့လိုပညာကျောင်းတက်တဲ့ကလေးနည်းတာလားကျွန်တော်လည်းလို့တချို့နေရာတွေရောက်ဘူးတယ် community center တို့ဘာလို့လိုမျိုးနေရာတွေပေါ့နော်အဲ့ဒီမှာဆိုရင်ဟိုကလေးတွေစာမသင်ကျင်တဲ့သူမသင်တဲ့ကျောင်းတက်တဲ့ကလေးတွေကိုတမင်လာသင်ပေးတာမျိုးပေါ့ဘာလို့လဲဆိုတော့သူတို့ကပြောတယ်အဲ့မှာဟိုသူတို့ကဒီစာမသင်ပေးလို့ရှိရင်ဒါမွေးစေတဲ့ရောက်သွားတယ်လမ်းကြောင်းတွေရောက်သွားတယ်ပေါ့အဲ့တော့အဲ့မှာသူတို့ပညာရေးနဲ့တောင်ကြီးမြို့မှာရှိတဲ့ကလေးတွေရဲ့ပညာရေးနဲ့ရောဘယ်လိုမျိုးဆက်နေလဲဘယ်လိုမျိုးခက်ခဲတွေရှိနေလဲဒီမွေးစေဝါပြဿနာနဲ့အဲ့ဒါလေးတော့တစ်ချက်ဖြေပေးပါအောင်ခင်ဗျဟုတ်ကလေးတွေကတော့ဟိုကျွန်တော်ပတ်ဝန်းကျင်တော်တော်များများတော့ဟိုမိဘတော်တော်များများလည်းကြောင်းထားကြပါဒါပေမဲ့ကုံစင်းတို့ကြီးမားလို့ပေါ့နော်ကျွန်တော်တို့အေးသာရလိုမျိုးအေးသာလိုရဲ့ဟိုအေးသာရမြို့ရဲ့အဆက်ဘက်တွေဆိုရင်တော့နောက်ရွာအဆက်ဘက်ဆိုရင်တော့ကလေးတွေကြောင်းထားဖို့အခက်အခဲရှိတယ်တချို့ကြတော့လေခုနကလိုပေါ့ကုံစင်းစာဝတ်နေခက်ခဲတယ်လေကုံစင်းတို့ကြီးမားတော့စာဝတ်နေခက်ခဲတယ်တစ်ချက်ကနှစ်ချက်ကကြတော့ကျွန်တော်တို့ပြီးခဲ့တဲ့နိုင်ငံရေးအခင်းချင်းမှာဟိုကိုဗစ်ကလည်းဖြစ်လိုက်တယ်နိုင်ငံရေးအခင်းချင်းကလည်းဖြစ်တော့ကလေးတွေက2နှစ်လောက်ဟိုအသက်ကြီးသွားတာပေါ့အသက်ကြီးတော့လည်းသူတို့ကကြောင်းပြန်တက်တဲ့အခါကျတော့သူတို့အရွယ်နဲ့မမျှတဲ့ဟိုအတန်းကိုတက်ရမှာဆိုရှက်တာပေါ့ရှက်တာပြီးတော့ရှက်ပြီးတော့အခုကလေးတွေကဒီကြောင်းနဲ့ဝေးတာပေါ့နောက်တစ်ခုကကိုနဲ့လို့ကျွန်တော်တို့မွေးစေးဝါရောင်းစားမှုကလွယ်တယ်လွယ်တော့ကလေးတွေကလက်တဲ့ဆန်းတဲ့ခေတ်လွယ်နဲ့ရတော့လွယ်နဲ့ရှူတာပေါ့အကူကလွယ်နဲ့ရှူတော့ကလေးတွေပြက်ကြတာပေါ့ဒါတော့ကျောင်းသားထဲမှာကိုရှိတာလေကျွန်တော်ဒီကျောင်းဟိုမနေ့တနေ့ကလည်းကြားပါတယ်ဟိုတလောကလည်းပြီးခဲ့တဲ့နှစ်ကလည်းကျောင်းသားလေးတယောက်သူ့ရဲ့လွယ်ရီထဲမှာဒီကျောင်းကဆရာမကြီးတွေကစစ်လိုက်တဲ့ခါမှာမွေးစေးဝါတွေ့တော့မိဘကိုခေါ်တယ်ပြန်အပ်ပြီးတော့ကျောင်းထုတ်လိုက်တယ်ကျွန်တော်ဖြစ်စေချင်တာအဲ့လိုမဟုတ်ဘူးကလေးဘဝနာသွားတယ်ကလေးဘဝနာသွားမိဘကိုခေါ်မယ်ဟလာတတိပေးဆုံးမလေးပါလေးနဲ့ချော့ချက်လက်မှတ်ထိုးမယ်ပြီးလို့ရှိရင်အဲ့ကလေးမွေးစေးဘဝဘယ်ကွန်းရဆိုင်ရတာတော့ဘယ်နာဝယ်တာတုံးဆိုတာကိုတွေ့ရမှာပေါ့ပြီးခဲ့တဲ့တနေ့ရညပဲဟိုဒီကျွန်တော်ကူညီရေးတဲ့မှာဟိုဆိုင်ခင်းမောက်တဲ့ကလေး2ယောက်ရှိတယ်ကလေး2ယောက်ကိုစုံစမ်းလိုက်တော့လေဟိုနည်းနည်းဆူဆူဝါးလေးပေါ့နော်ကျွန်တော်တို့သူတို့ခေါ်တဲ့ဒိုင်ဆိုတာလေးတွေပါတာပေါ့ဟိုဆီလိထမထဲတဲ့ဝီလေးတွေပါတာပေါ့အဲ့ဒါသူတို့ဆိုင်ကကိုလက်လွတ်ပြီးစီးကြတဲ့အရန်မောင်းနေကားအကွေ့မှာကားလည်းမှားတယ်သူတို့လည်းမှားတယ်ကားအကွေ့မှာတယောက်ကဟိုတခါလေးပွဲချင်းပြီးတယ်တယောက်ကတော့အခုဆေးုံမှာပို့ထားတယ်အဲ့ဒီမှာသူနဲ့ပတ်သက်တဲ့တငယ်ချင်းတယောက်ရှိမှာကျွန်တော်တို့ကျောင်းပေါ့နော်ဒီဒေတာတွေကမူလာအလေတန်းကျောင်းလေးကိုကျွန်တော်တို့ကျောင်းသားလေးတယောက်ကိုစစ်တဲ့အခါမှာအဲ့ဝိထက်တွေ့တော့ဘယ်ရယူလာတော့ဆိုတော့ခုနကအက်ဆီဒန့်ဖြစ်ပြီးတည်သွားတဲ့ကောင်လေးတွေကဝယ်တာဆိုတာကျောင်းထဲမှာကိုကလေးတွေကအဲ့လိုဟိုဝိလောက်တော့အဝယ်အယောင်ဖြစ်နေကြပြီနောက်ကျောင်းထဲအထိတောင်မှခုနကဒီဆေးပြားလေးတွေကရောက်နေကြပြီဆိုတော့ကျွန်တော်တို့ဒီတိုင်းပြည်တောင်လစာစားထားတဲ့တာဝန်ရှိပုဂ္ဂိုလ်တွေဘာများလုပ်နေကြလဲဆိုတဲ့အတွေးမျိုးတွေးမိတယ်
တွင်းပြီးတော့ကျွန်တော်တို့လွတ်တော်တွင်းမှာဒါတွေကပြုပြင်ပြောင်းလဲရမယ့်ဟာတွေလေမွေးစီးပွားနဲ့ပတ်သက်လို့ရောင်းတဲ့လူရောခုနကလိုရောင်းတဲ့လူအဆင့်ပေါ်ပါတယ်ကျွန်တော်ဘယ်ဌာနကိုဘယ်သူပေးရတယ်ဘယ်လူကိုဘယ်လောက်ပေးရဆိုတော့အဆင့်ပေါ်ပါတယ်စစ်တဲ့အခါမှာသူတို့ထိထိရောက်ရောက်သူတို့ပါအရေးယူရမယ်နောက်တိုင်းပြည်မှာအရေးယူရမယ့်ဟာတွေကလည်းအများကြီးပေါ့နော်အဲ့ဒါအရေးယူရမယ်ဒါကြောင့်ကလေးပညာတွေဘလောက်ပဲတင်နေဟိုပေါ့ဒီသက်ဆိုင်ရာကျောင်းဆရာမများအပါဝင်မိဘတွေနောက်သက်ဆိုင်ရာဟိုတာဝန်ရှိတဲ့လူတွေကအစစီးနဲ့စနစ်နဲ့လုပ်ဖို့ကြိုက်ဖို့လိုတာပေါ့ကလေးတွေရေရှည်တွေးပြီးလုပ်ဖို့လိုတာပေါ့နော်ဟုတ်ကဲ့နောက်တစ်ခုဆိုရင်ကိုကဘလောက်ထိရှိကြတော့ဆိုကျွန်တော်တို့အာဂရိတွေပေါ့လူတွေကအာဂရိကတော့မြဲမှာပဲမမြဲဘူးလေအာဂရိကတော့စားနေကြတာပဲစားနေကြကမှကျွန်တော်တို့တိုင်းမှာစားလို့ရတိုင်းစားနေတာပေါ့အာဂရိကိုဘယ်လိုတိုက်ဖြတ်ချင်လွယ်လဲဆိုရင်တိုက်ဖြတ်မဲ့လူကလည်းမိမိကိုအာဂရိကင်းအောင်လုပ်ရမယ်လေနော်မိမိကိုရင်ထဲမှာအတက်နိုင်ဆုံးအတ္တကင်းအောင်လုပ်ရမယ်လုပ်ပြီးလို့ရှိရင်ဒီအာဂရိဖော်ဆောင်တဲ့အခါမှာကျွန်တော်ကြုံဥပါတယ်ဂိတ်ကလေးတစ်ဂိတ်ကဂိတ်ကလေးတစ်ဂိတ်မှာလေအောက်လက်ငယ်သားလေးကပတ်စံတောင်းတာပြီးရင်စင်ကဲအထက်ကိုခွဲဝေပေးရအရေးယူခံတော့အဲ့ကလေးလေးကအရေးယူခံလိုက်ရတယ်ထိရောက်အရေးယူခံရတယ်ပြီးတော့သူ့ရဲ့အထက်ကဟာလေးလည်းအရေးယူခံပေါ့သူတို့ဟိုပူဇော်ပတ်တဲ့ဟာကြီးတွေကလွတ်သွားတယ်ကျွန်တော်တို့ကတာဝန်အရှိဆုံးလူဟိုမှာတာဝန်အရှိဆုံးပုဂ္ဂိုလ်အငယ်ဆုံးကဟိုအာဂရိမကင်းလို့အမှုတစ်ခုဖြစ်လာရင်တာဝန်အရှိဆုံးလူရဲ့တာဝန်ယူမှုတာဝန်ခံမှုပေါ်ရောမှုကြောင့်သူ့ကိုထိရောက်အရေးယူရမယ်ပြီးလို့ရှိရင်သူ့ကိုစုံစမ်းစစ်ဆေးရမယ်စစ်ဆေးပြီးတော့သူ့ရဲ့ပိုင်ဆိုင်မှုတွေအားလုံးကိုကျွန်တော်တို့ကလေမစစ်ခင်ချိတ်ပိတ်ရမယ်ထိမ့်သိမ်းရမှာပေါ့နော်သူ့ရဲ့ပိုင်ဆိုင်မှုတွေစစ်ကြောမယ်ထိမ့်သိမ်းပြီးအမှုစစ်မယ်သူအမှုလိုက်လို့မရတော့ဘူးလေဘယ်မှလည်းထိုးလို့မရတော့ဘူးလေအာဂရိဆက်ဆွဲလို့မရတော့ဘူးမရအချိန်မှာသူအာဂရိမြောက်တာသိကြရင်တော့သူ့ပိုင်ဆိုင်မှုကိုနိုင်ငံတော်သိမ်းမယ်သူ့ကိုထိရောက်အရေးယူသူကအဲ့လိုမှအာဂရိမမြောက်ဘူးဆိုတော့သူ့ကိုဟိုလက်ရောက်ပြန်ပေးရမှာသူယူထားတဲ့စနစ်အတိုင်းစနစ်တကျထိမ့်သိမ်းထားတဲ့ဟာတွေကိုပြန်ပေးရမှာကျွန်တော်လည်းအဲ့ဒါတွေလည်းလွတ်တော်တွင်းမှာဟိုဆွေးနွေးမယ်ဥပဒေပြုလို့ရရင်ဥပဒေသမားတွေနဲ့ဟိုကျွန်တော်ကတော့အရှင်းပြောကျွန်တော်ကိုယ်တိုင်ကဟိုကျွန်တော်ဥပဒေသမားမဟုတ်ဘူးကျွန်တော်ကဒီလက်ရှိမှာတော့ဒီဝစ်ဆုံဆိုတာကလည်းအချက်ဖုံးအောင်ဝစ်ကြတာပေါ့နော်ဟိုကျွန်တော်ကဒီဝစ်ဆုံကြီးကိုအမြင်မထားပါဘူးဘာလို့တုံးဆိုတော့လေဟိုအဖြူကြီးဝစ်ပြီးတော့ဖိုးသူတော်လိုဝစ်ပြီးတော့ဟိုဖိုးသူတော်ရောင်ဆောင်နေတဲ့လူတွေလည်းအများကြီးလေနော်ဒီလိုအနဲ့ကြီးဝစ်ပြီးတော့မတရားတာလုပ်တဲ့လူတွေလည်းအများကြီးရှိတယ်ကျွန်တော်တို့တိုင်းပြည်မှာလေအများကြီးရှိတယ်ဒီကာလာတွေဆိုတာကဟိုဆွဲစရာကာလာတော့မဟုတ်ပါဘူးအဓိကစိတ်ထားလေးဖြူနေဖို့ပါပဲကိုဟုတ်ကဲ့ပါနောက်ထပ်မေးခွန်းတစ်ခုဆက်သွားကြရအောင်နော်ဒီကျွန်တော်တို့တော့ကိုဝင်းကြီးအနေနဲ့ဒီတောင်ကြီးမြို့ကနေပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဖြစ်ဝင်ပြိုင်မယ်နောက်ပြီးကိုရိုင်းကလည်းဆွမ်းနာကအတွေ့အကြုံတွေပရဟိတစသည်ဖြင့်ပေါ့အများကြီးပဲလုပ်ခဲ့တာရှိရဲဆိုတော့လေအဲ့ဒီမှာဒီတောင်ကြီးမြို့မှာအခုအများဆုံးကြုံနေရဒါမှမဟုတ်အရေးတကြီးလှုပ်ဆောင်ပေးရမယ်အခက်ခဲဒါမှမဟုတ်ရင်အကျက်တဲပေါ့နော်အဲ့ဒါကဘာတွေဖြစ်မလဲအကိုဘာတွေတိထားလဲပေါ့နောက်ပြီးကိုရိုင်းကရောအဲ့မှာဘာတွေလှုပ်ဆောင်ပေးခဲ့တာကူညီပေးခဲ့တာမျိုးရှိလဲအဲ့ဒါလေးပြောပေးပါဦးဟုတ်ဟိုအခက်ခဲတွေကတော့ကျွန်တော်တို့ပြည်သူတိုင်းကလေသူ့ကဏ္ဍနဲ့သူအခက်ခဲတော့ရှိနေကြတာဟိုပထမဒီလက်ရှိအခက်ခဲဆိုရင်မှတ်ပုံနေကိစ္စပေါ့နော်မှတ်ပုံနေကိစ္စဟိုမှတ်ပုံနေသွားလို့ရှိရင်ကျွန်တော်ဟို1993 10တန်းဆောင်ဝဲဖြေတုန်းကငွေအစိတ်ပေးရတဲ့ခေတ်အဲ့တုန်းကငွေအစိတ်လက်ဖိတ်ဖို့ပေးရတာငွေအစိတ်အခုခေတ်အထိအဲ့အစိတ်ကတည်ဆောင်လာတာအစိတ်မကတော့တည်ဆောင်လာတာလက်ရှိဆိုရင်ကိုတနေ့ကပဲကျွန်တော်ဟိုပမ်ဖလက်လေးဝေရင်းနဲ့စကားလက်မီပြတော့သူ8000ပေးခဲ့ရတယ်8000ပေးခဲ့ရတယ်အဲ့မှတ်ပုံနေကိစ္စကျွန်တော်ကိုယ်တိုင်လည်းဆောင်ရွက်ပေးတယ်ကျွန်တော်ဆောင်ရွက်ပေးဘူးတယ်ဒီဟိုဘယ်လောက်ထိကျွန်တော်ဆောင်ရွက်ပေးရလို့អော်ခဲ့ရလဲဆိုလို့ရှိရင်လေကျွန်တော်ဒီမှတ်ပုံနေရုံရောက်လို့ရှိရင်ကျွန်တော်ဒီတိုင်းဒီအစိုးရဌာနတွေသွားလို့ရှိရင်ဒီတိုင်းမနေဘူးကျွန်တော်နည်းနည်းဆက်စုတယ်ဆက်စုတော့ဟိုတက္ကသိုလ်ကျောင်းသူလေးတွေပေါ့ပအိုလေးတွေပေါ့သူတို့ကဟိုကျွန်တော်တို့ကက်ကူဘက်ကကောင်မလေးတွေ10တန်းဆောင်ပွဲဖြည့်ပြီး10တန်းအောင်ပြီးတော့တက္ကသိုလ်တက်ဖို့အတွက်မှတ်ပုံနေလာလောက်ကြတော့သမီးလို့မှတ်ပုံနေလောက်တာဘယ်လောက်ပေးရတော့ဆိုဦးလေးတဲ့ဘာလို့မလို့တော့နဲ့ဦးလေးမှတ်ပုံနေပြဲသွားလို့ပျောက်သွားလို့ကွာလှုပ်ချင်လို့ပါဆိုဦးလေးတဲ့3000ပေးရတယ်နော်တဲ့သမီးတို့3ယောက်တယောက်3000ဆိုတော့9000ဗျာအဲ့ဒါ9000ကိုသမီးတို့ကအမြန်လိုချင်ပါတယ်ဆိုလို့နောက်ထပ်3000ထပ်ပေးရတော့တယောက်ကို6000 38000လက်ဖက်ရည်တောက်ချင်လို့လက်ဖက်ရည်ဘိုးတောင်းချင်လက်ဖက်ရည်တစ်ခွက်လက်ရှိဈေးအရ3000ပေါ့ဗျာကျွန်တော်တို့ရှမ်းပြည်မှာ3000ဆိုလက်ဖက်ရည်ကောင်းကောင်းတောက်လို့ရပြီနော်10ရောက်တောင်းလို့ရှိရင်3000ဖြစ်ပြီအရောက်တရာမှတ်ပုံနေလာလို့ရှိရင်ဟိုတရုံးလုံးတိုက်လို့ရတယ်ဒါပေမဲ့
သူတို့ကတော့လက်ရှိအစိုးရအနေနဲ့ကတော့ပြောပါတယ်မှတ်ပုံတွေလုံးလို့မှတ်ပုံတင်မှာပတ်စံတောက်လို့ရှိရင်တိုင်ပါတိုင်လို့ရပါတယ်တက်တည်အထောက်ထားခိုင်မာနဲ့တိုင်လို့ရပါတယ်လို့ပြောတာပေါ့ဒါပေမဲ့ကျွန်တော်တို့ဒီတောင်သူလုတ်သားပေါ့ဗျာလေသမားအကြောင်းသားပေါ့နော်လုတ်စားတာမှာတောင်ရလေးလုတ်စားတာမှတ်ပုံတွေလေးအားလို့လာလုတ်တာနောက်အခုဆိုရင်ရွေးကောက်ပွဲကိစ္စအတွက်လာလုတ်တာတချို့ဆိုလေကြောင်းတက်ဖို့လာလုတ်တာတချို့ဆိုရင်ကလေးမွေးတဲ့အိမ်အောင်စုဇရာလေးမှားနေလို့လာလုတ်ကြတာရှိတယ်လာလုတ်ကြတာရှိတော့မပေးရင်လည်းကြာတယ်ဗျ3ရက်လောက်မပေးရင်လည်းကြာတယ်ပေးရင်လည်း3ရက်လောက်အမှများများဆဆပေးရင်တော့တရက်ချင်းနဲ့ရတဲ့ကိစ္စတွေရှိတယ်သူတို့ကတိုင်မာလို့ပြောတော့ကျွန်တော်တို့ကတိုင်မာပြီးတဲ့ပတ်စံပေးဖို့ပတ်စံနံပါတ်မှတ်ရမယ်ပြီးလို့ရှိရင်ဗီဒီယိုရုံးမှာဗီဒီယိုရိုက်လို့မရဘူးဘယ်လိုသက်သေယူမလို့ကျွန်တော်တို့ပေးရတာလူတစ်ဖွဲ့လုံးခေါ်ပြီးသွားရင်လည်းပတ်စံပေးရပါတယ်ဆိုတာသူတို့ကလည်းသိပြီလေနော်အဲ့ဒါဆိုတော့ကျွန်တော်တို့ကဒီဥစ္စာတွေကကျွန်တော်တို့အစိုးရဝင်နိုင်ငံဝန်ထမ်းတွေအာဂတိလိုက်စားပြီဆိုရင်တိုင်စရာမလိုဘူးစီစစ်ဖို့ရှိတယ်လေကျွန်တော်တို့စီစစ်ဖို့အဖွဲ့အစည်းတွေထားတာပဲဟလာအသွင်ယူဖို့ထားတယ်စီစစ်ပေါ့နော်စီစစ်ပေါ့စီစစ်လိုက်လို့ရှိရင်ကျွန်တော်ခုနကလိုမေးတယ်လို့ပေါ့မတိမတာလေးသွားမယ်သွားပြီးတော့မေးကြည့်လို့ရှိရင်ဒါဘယ်လောက်ပေးရတယ်ဘယ်သူတောင်းတာလဲဒါဘယ် site တော့ကျွန်တော်အေးတာယာကဒါတော့သူ့နာမည်တော့ထုတ်မပြောပါဘူးနော်အေးတာယာတာဝန်ခံတယောက်ဆိုရင်ကျွန်တော်ဖုန်းပြောကြည့်တယ်အဲ့ကလေးက9ခေါက်ရှိပြီတစ်ခေါက်ကိုလည်းကျွန်တော်တို့အေးတာယာနဲ့တောင်ကြီးဆိုတာကစိုက်ငင်းနဲ့သွားရင်9မိုင်ဝေးတယ်တစ်ခေါက်ကိုသူ1000ပေးလိုက်2000ပေးလိုက်လက်ဖေးဖို့ပေးနေတာ9ခေါက်ရှိပြီဦးလေးတဲ့သားလဲကြာပြီ2နှစ်3နှစ်ရှိနေပြီခေါ်တိုင်းသွားနေတာတဲ့အေးအဲ့ဒါဆိုရင်အဲ့ကောင်မလေးရဲ့ဖုန်းနံပါတ်ပေးဦးလေးဖုန်းဆက်ပေးမယ်ဆိုဖုန်းဆက်ပေးတာဟယ်လိုဘာညာပေါ့ဖုန်းဆက်တော့ကျမဘဒူပါပေါ့အေးဟုတ်ပြီဖုန်းပြောနေနေဦးလေးတဲ့ကျမဖုန်းမကြတော့ဘူးတဲ့မကြတော့ဆိုဘေးနာလူကဝင်ပြောလို့သူ့ဖုန်းနဲ့ပဲဘေးနာလူကဖုန်းကြတယ်သူကျွန်တော်နဲ့ဖုန်းပြောတာမကြတော့ဘူးသူတို့တွေကိုကျွန်တော်တို့ကထိထိရောက်ရောက်ရေးဖို့လိုပြီနော်လောက်ကရုံးဆိုတာလေအခုရှင်းရှင်းပြောရရင်တော့10ရောက်ကလေးတွေလုံးလို့ရတယ်ကျွန်တော်တို့ဂျင်းစစ်တာမဟုတ်ဘူးနော် DMA စစ်တဲ့ကိစ္စလည်းမဟုတ်ဘူးလေဘောပင်လေးနဲ့ရေးတာဘောပင်လေးရေးတာအောက်ကမြင်လေးတစ်လုံးပါသွားသူတို့ရေးလို့မှားပြီးပါသွားတာဒါပေမဲ့ကျွန်တော်တို့ကပြန်ပြင်မယ်ဆိုရင်ပတ်စံပေးရတကယ်ပတ်စံပေးရတယ်သူတို့ကတော့တိုင်မာလို့ပြောတာပေါ့ပြီးရင်ကျွန်တော်အဲ့ဒါတွေပြောလို့ရှိရင်လေဒါလွှတ်တော်ထဲမှာပြောလို့ရမယ့်ဟာတွေကပို့ပြီးဆိုးတာပေါ့နော်လွှတ်တော်ထဲမှာဒီဥပဒေကိုဘယ်လိုပြင်ကြမလို့ဒီနိုင်ငံဝန်ထမ်းတွေအာဂရိလိုက်စားတာကိုသက်ဆိုင်ရာဌာနသက်ဆိုင်ရာပုဂ္ဂိုလ်တွေကနေပြီးတော့စီစစ်ဖို့လိုတယ်နော်စုံစမ်းစီစစ်ဖို့လိုတယ်ဒီဥစ္စာကြီးကိုတိုင်မအရေးယူမှာတိုင်မအရေးယူမှာဆိုကျွန်တော်တို့ကလူသက်ပြီးမတိုင်အရေးမယူတော့ဘူးလားမေးစရာတွေကတော့အများကြီးပေါ့လေနော်တိုင်မခဲ့ပေါ့ဒုတိယအခက်ခဲကဘာရှိလို့ဆိုကုန်စည်နှုန်းကအရင်မြင့်မာတယ်ဗျကုန်စည်နှုန်းအရင်မြင့်မာတော့ကျွန်တော်စုံစမ်းစီတယ်စုံစမ်းကားကြီးတွေကလမ်းမှာရှိတဲ့စစ်ဆေးဂိတ်တွေကိုပေးရတာကျိုင်းနှုံနဲ့တောင်ကြီးကို30လောက်ကုန်တယ်ကို30လောက်ကုန်တယ်ပြီးတော့ဟိုတနေ့အတိတယောက်ညီမလေးတယောက်ပြောတယ်သူသွားတာကကျိုင်းနှုံတောင်ကြီးကနေပြီးတော့မိုင်းဟောင်းဘက်မိုင်းရှုဘက်ကိုသွားတာပေါ့တောင်ကြီးကနေမိုင်းရှုဘက်ကိုသွားတာသူ25သိန်းအိတ်ထဲပါသွားတာခုနကလက်နက်ကင်အဖွဲ့အစည်းတွေဂိတ်တွေကိုပေးရတာနဲ့တင်မလောက်လို့နောက်ထပ်အိမ်ကို2သိန်းမှာတယ်29သိန်းလောက်ကုန်အဲ့ကြောင့်ကျွန်တော်တို့ကဒီဥစ္စာတွေကြတော့လေကျွန်တော်တို့ကလွှတ်တော်တွေရောက်မှអော်လို့ရမယ်ကိစ္စတွေပေါ့လွှတ်တော်တွေရောက်မှဒါတွေကဆွေးနွေးပြီးတော့ဖြေရှားမယ်ကိစ္စတွေဘယ်လိုအရေးယူကြမလဲဘယ်လိုဆောင်ရွက်ကြမလဲဆိုတော့လွှတ်တော်တွေမှာဆောင်ရွက်ပြောလို့ရမယ်ကိစ္စတွေဖြစ်နေလို့ကျွန်တော်ဒါလွှတ်တော်တွေကိုဝင်ပြိုင်ပေးရတဲ့အချက်ပေါ့အကုန်စင်းလုံးကြီးမားတာလဲဒါကြောင့်ဖြစ်နေတာဆိုတာအာဂရိကြောင့်ဖြစ်တယ်ဆိုတာလဲပေါ်လွင်သွားတာပေါ့လေနော်နောက်တစ်ခုခုနကကျွန်တော်တို့အခုဆွေးနွေးတဲ့ပညာရေးကဏ္ဍပေါ့ဟုတ်ကျွန်တော်တို့ပညာရေးကဏ္ဍမှာဒီကျောင်းသားဆရာဆရာမတွေကကော်ရရှင်ပင်ကျွန်တော်တို့ဒီပင်ကလေးရအစပေါ့နော်မာကာပင်လေးရအစကျောင်းသားရှိမှအလူခံပြီးဝယ်နေရတော့ကျွန်တော်တို့ပညာရေးကဏ္ဍမှာဘာချက်အင်အားနည်းနေပြီလားတချို့ကျောင်းတွေဆိုရင်စာတင်ခုံမလုံလောက်လို့ကျောင်းသားမိဘပြောင်းဝယ်ပေးရတဲ့စနစ်ကြီးကရှိနေတော့မယ်နောက်ပြီးခဲ့တဲ့ဒီ2006လပိုင်းပေါ့နော်ဒီ2025 6လပိုင်းကျောင်းအရာတီတုန်းကဆိုရင်ကျောင်းတစ်ကျောင်းကပြီးခဲ့တဲ့နှစ်ကလည်းဒီဟိုနည်းဆောက်ဖို့အတွက်3သိန်းခွဲတောင်းတယ်လို့ကြားတယ်ကျောင်းဆောင်အသစ်ဆောက်ဖို့အတွက်ဒါကျောင်းကော်မတီကတောင်းတာပေါ့အခုလည်းထပ်ပြီးတော့တောင်းတော့ကျောင်းသားတွေကကျောင်းပြောင်းကုန်တော့ကျောင်းတက်ရမှာကျောင်းမိဘတွေကကျောင်းထားဖို့ငွေကြီးရခက်ခဲတာကိုခက်ခဲတဲ့အခါကျတော့ကျောင်းပြောင်းကုန်တော့တချို့ကျောင်းမထားနိုင်လို့ကျောင်းထွက်ရတာလည်းရှိတယ်အဲ့ဒါတွေလည်းကျွန်တော်တို့ကဒီလိုအချိန်မှာသွားអော်လို့ရှိရင်អော်ယုံမဲရှိမှာသွားမေးယုံမဲရှိမှာမလို့ကျွန်တော်တို့ကဒါတွေကလွတ်တော်တွေမှာတင်ပြဆွေးနွေးအဖြေရှာပြီးတော့ပညာရေးဘတ်ဂျက်တွေဘယ်ကနေရှာပြီးပညာရေးဘတ်ဂျက်သုံးမလဲနော်အဲ့ဒါတွေလိုတာပေါ့
ပညာရေးဘာကျမကြီးကိုလည်းဘယ်ကနေဆိုင်ကျမကြီးဘာချက်ဘယ်လိုသုံးလဲရထားတဲ့ဘာချက်ကိုစနစ်တကျသုံးဖို့ခုနကလိုကြီးကြပ်ရေးအဖွဲ့တွေဖွဲ့စနစ်တကျသုံးဖို့ဘယ်လိုလုပ်ကြမလဲဆိုတဲ့ဟာတွေကိုလည်းလွှတ်တော်တွင်းမှာဆွေးနွေးရမှာအချက်တွေဖြစ်တာပေါ့ကွာဟုတ်ကဲ့ဒါကျွန်တော်တို့ရဲ့လက်ရှိဖြစ်နေတဲ့ပညာရေးလောကနောက်တစ်ခုအခက်ခဲကကျွန်တော်တို့အငိမ့်စားဝန်ထမ်းတွေပေါ့အငိမ့်စားဝန်ထမ်းဆိုတော့အရင်ကတော့60ပေါ့အခုတော့62နှစ်63နှစ်အငိမ့်စားဝန်ထမ်းကြီးတွေနိုင်ငံတော်ကနေ gratuity ပေါ့စုကြီးနဲ့အငိမ့်စားစုကြီးထုတ်ပေးလိုက်တာအငိမ့်စားစုပေးထုတ်ပေးလိုက်တာကခေတ်ကာလအရာဆိုရင်လက်ရှိဆိုရင်65သိန်း80ပေါ့100ပတ်လဲပေါ့ကွာကျွန်တော်တို့ဒီဝန်ထမ်းမှာတောင်ကြီးဝင်းကျင်ကျွန်တော်တို့အောင်စပြေတောင်ကြီးရွှေညောင်ဝင်းကျင်မှာ100ပတ်လဲခြံမရှိတော့100နဲ့ဝယ်လို့ရတဲ့ခြံမရှိတော့ဘူးမရှိတော့အငိမ့်စားဝန်ထမ်းကြီးတွေရဲ့လစာရမဲ့gratuity ကခြံဝယ်စရာမရှိတော့အိမ်ငှားနေရတယ်အိမ်ငှားပြီးနေရတယ်အိမ်ငှားနေရတဲ့ဘဝတချို့ကသူတို့ဝန်ထမ်းဘဝမှာစုဆောင်းလာတာလေးတွေလည်းရှိမယ်တခါတလေလည်းခုနလိုပေါ့ဗျာအာဂတိလိုက်စားရင်းနဲ့အချိုးချောင်လေးတွေနဲ့စုဆောင်းပြီးတော့ဝယ်ထားတဲ့ခြံလေးတွေရှိမယ်အဲ့ခြံလေးတွေရှိတဲ့လူတော်မှသူတို့ဘာလုပ်ရတော့ဆိုအဲ့ဒီမှာအိမ်ကလေးတဲကလေးထိုးနေကျမကြီးတစ်ခုလည်းဖြစ်ကျမကြီးလည်းမကောင်းရောကျွန်တော်တို့တိုင်းပြည်မှာဒီအငိမ့်စားဆရာမကြီးတွေကိုစောက်ရှောက်ပေးမဲ့ဝန်ဆောင်မှုပေးနိုင်တဲ့ကျမကြီးဌာနမရှိဘူးရှိတဲ့အစိုးရဆေးုံတွေကလည်းကျွန်တော်ပြောသလိုတခါတလေဆေးထိုးကအစဝယ်သုံးနေရတဲ့စနစ်ဖြစ်နေတော့ဒီဆရာမကြီးတွေဒီအငိမ့်စားယူထားတဲ့နိုင်ငံဝန်ထမ်းကြီးတွေမှာလေကျမကြီးတစ်ခုဖြစ်ပြီးသွားလို့ရှိရင်ဒီပင်စင်စာအုပ်လည်းမျက်ခုံးလှုပ်နေပြီစားဖို့အတွက်ဆေးဖို့လဲကုန်ပြီးတော့စားဖို့အတွက်မျက်ခုံးလှုပ်တော့သူတို့မှာရတဲ့ပင်စင်စာအုပ်ကိုပင်စင်စာအုပ်လေးသွားပေးထားရတာပေါင်နေဆိုလို့အဲ့စာအုပ်လေးကိုအပေါင်ခံတဲ့လူရှိသွားပေးထားရတာအပေါင်ခံတဲ့လူကလည်းတရားဝင်နိုင်ငံတော်ကလုပ်တဲ့အပေါင်ခံတာလည်းမဟုတ်တော့ဒီပေါ့ကျွန်တော်တို့ရိုက်ပါထဲမှာလုပ်တဲ့အရသားအပေါင်တွေမှာစာအုပ်တအုပ်ကိုအတိုး20ရာခိုင်နှုန်းအတိုးပေးရတယ်ပြီးအဲ့စာအုပ်ကိုအပ်ခဲ့ရတာပင်စင်ထုတ်တဲ့နေ့မှာအဲ့အငိမ့်စားယူထားတဲ့ပင်စင်စားကြီးတွေကအဲ့ဘန်မှာသွားတန်းစီရတာတန်းစီမြအဲ့စာအုပ်မပေးသေးဘူးစာအုပ်မပေးသေးဘဲနဲ့ပေါင်ထားတဲ့လူကရော့စာအုပ်ပေးတယ်ထုတ်ပြီးတာနဲ့သူကအဲ့အတိုးတွက်ပြီးတော့ပိုတဲ့ငွေပြန်ယူတာအဲ့တိုးကိုယူထားလိုက်တာအဲ့ဆိုပိုတဲ့ငွေလေးနဲ့သူတို့ထပ်ပြီးတော့မှပင်စင်ကိုမရွေးနိုင်ဘူးပိုတဲ့ငွေလေးနဲ့ထပ်စားဖို့လုပ်ရတယ်စားရတယ်ကျမကြီးထပ်မကောင်းပါစေနဲ့လို့ပဲဆူတောင်းနေရတယ်ကျွန်တော်တို့ပင်စင်စားကြီးတွေအတွက်ပေါ့ပင်စင်စားကြီးတွေအတွက်ကိုကျွန်တော်တို့ကခုနဲ့လို့တက်ကဒီတက်ကပဲဖြစ်စေဟာလာပင်စင်စားကြီးတွေကရက်ဖက်ကပဲဖြစ်စေကျောင်းဆရာမကြီးတွေပဲဖြစ်စေသူတို့တွေပေါ့ပင်စင်စားမယ်ပဌာနဆိုင်ရာတွေပင်စင်စားမယ်ဆိုရင်သူတို့နေဖို့ထိုင်ဖို့အတွက်နိုင်ငံတော်ကနေပြီးတော့ခုနလို50 60ခြံခွဲပဲဖြစ်ဖြစ်40 60ခြံခွဲပဲဖြစ်ဖြစ်50ပတ်လေခြံခွဲပဲဖြစ်ဖြစ်အငိမ့်စားစုကြီးနဲ့အတူခြံမြေကွက်ကိုပါဆောင်ရွက်ပေးဖို့ကျွန်တော်ကလွှတ်တော်မှာဆွေးနွေးတင်ပြပေးမယ်အဲ့ဒါကလည်းကျွန်တော်တို့နိုင်ငံတွင်းမှာဒီခြံမြေတွေမရှိလို့ကျွန်တော်နိုင်ငံခြံမြေပေါ်ဆုံးပဲလေလက်ရှိမှာခြံမြေပေါ်ဆုံးပဲအဲ့ခြံမြေပေါ်မှာပဲမူတည်ပြီးတော့ဒီခရိုနီတွေနဲ့တာဝန်ရှိတဲ့တချို့တချို့သောနိုင်ငံဝန်ထမ်းတွေအာခိလိုက်စားမှုတွေနဲ့ဒီနေပေါ်မှာပဲလှုပ်ရှားနေကြတာကြားနေရတာလीနော်ကျွန်တော်တို့ဘယ်သတင်းဖတ်အဲ့ဒါတွေကပါနေတာဆိုတော့အဲ့ဒါတွေကိုစနစ်တကျပေါ်ထုတ်ပြီးတော့ဆောင်ရွက်ပေးဖို့ပေါ့ကြုံမှုပါတယ်ကျွန်တော်တို့ဘဝတွေမှာလေမြို့တစ်ကြီးတစ်ခုထောင်လိုက်ဘယ်သူတွေဆိုသူတို့ပဲရသွားတယ်နောက်မြို့တစ်ထောင်လဲသူတို့ကြီးပဲရသွားတာနေဖို့ရှိနေပြီအမျိုးတွေလည်းဘလို့နေရောက်လို့မကုန်နိုင်တော့နေလို့လည်းမပြီးတော့ဘူးသူတို့ခန္ဓာကိုယ်ကြီးကကျွန်တော်တို့ဘာတော့ပိတ်တာခန္ဓာကိုယ်ကြီးလာမသိဘူးချမ်းမပြည့်လို့နောက်တစ်ချမ်းမှခွဲပြီးနေရတဲ့ဘဝမျိုးတွေလာမသိဘူးဘယ်နာနေသူတို့ပဲချမ်းခွဲအဲ့ဒါတွေကိုလည်းစီစစ်ပေါ်ထုတ်ဖို့လို့လေအဲ့ဒါတွေလည်းစီစစ်ပေါ်ထုတ်ဖို့လို့စနစ်တကျလုပ်ဖို့လို့တာပေါ့နော်ကျွန်တော်တို့အဲ့လိုတော့တွေးထားပါတယ်နောက်နိုင်ငံဝန်ထမ်းတွေရဲ့ဘဝနိုင်ငံဝန်ထမ်းတွေမှန်ပါတယ်သူတို့ကျွန်တော်တို့နိုင်ငံဝန်ထမ်းတွေတော်တော်များများကနိုင်ငံတော်ကချင်းမြင့်တဲ့လစာနဲ့ဘလို့မှမလုံလောက်ကြဘူးဘလို့မှမလုံလောက်ကြနိုင်ငံဝန်ထမ်းတွေမလုံလောက်တော့အာဂတိလိုက်တာပေါ့အာဂတိလိုက်တဲ့အခါမှာနိုင်ငံဝန်ထမ်းလိုက်လို့မရဘူးအခုလိုက်လို့ရတဲ့ဟာကြတော့အာဓမ္မလိုက်တာသူတို့ရဲ့အကြောင်းပြချက်ကတော့သူတို့ပေးတဲ့လစာနဲ့မလုံလောက်ဘူးလို့ပြောတယ်ဒါပေမဲ့သူတို့လိုက်တဲ့အာဂတိရတွေအတ္တတွေအယံများပြီးတော့တောင်ပုံရာပုံကြီးလိုက်ကြတယ်အာဂတိဒီဝန်ထမ်းပဲဒီလစာနဲ့ပဲအာဂတိမလိုက်တဲ့လစာအာဂတိမလိုက်နိုင်တဲ့ဌာနပေါ့အာဂတိလိုက်လို့မရတဲ့ဌာနပေါ့ရိုးသားတဲ့ဌာနလို့ပြောမလားလိုက်လို့မရတဲ့ဌာနလို့ပြောရမှာအဲ့ကဝန်ထမ်းလေးတွေကြတော့လေတကယ်သနာဖို့ကောင်းပါတယ်ငပိရီလေးနဲ့ထမင်းစားနေရတယ်ဟုတ်နော်သူဒီရတဲ့လစာလေးနဲ့လက်ရှိကုတ်စင်းလုံးနဲ့ဆန်ချမ်းလေးဝယ်ပြီးစားနေရတဲ့ဟာတွေလေကိုတွေ့ဖြစ်ပါတယ်နော်စေဦးစီပီကန်သွားလို့ရှိရင်နိုင်ငံဝန်ထမ်းဖြစ်ပြီးတော့စေဦးစီပီကန်သွားလို့ရှိရင်စေကုဖို့ဈေးမပါလို့ဦးလေးပတ်စံလေးပေးချီးပါအောင်ဆိုလို့ကျွန်တော်မှပါလာတဲ့3-4တောင်းကိုရော့ပေးချီးလိုက်တယ်ဆိုတော့မပေးပါနဲ့တော့နော်ဆိုပြီးတော့အလကားပေးခဲ့ရတဲ့ဘဝတွေတော့တွေးခဲ့ရတယ်ဟုတ်ကဲ့အဲကြောင့်နိုင်ငံဝန်ထမ်းတွေကိုလည်းထိထိရောက်
ပေါ့လာစာနော်ဟိုကျွန်တော်တို့လုံလောက်နိုင်မဲ့လာစာလုံလောက်နိုင်မဲ့လာစာလုံလောက်နိုင်မဲ့အဆောင်အယောင်တွေပေးရမယ်ပြီးရင်နိုင်ငံဝန်ထမ်းတွေလှုပ်ချင်အောင်ဟိုပြည်နယ်အစိုးရလိုက်ပဲဖြစ်ဖြစ်ပြည်အောင်စုအစိုးရပဲဖြစ်ဖြစ်ဟိုတကယ်စီစစ်ပြီးတော့မှဌာနကိုတကယ်စစ်စီတော့မှသူတို့ရဲ့ထိုက်တဲ့ဟိုကျွန်တော်တို့စုပေါ့နော်ဟိုပြည်နယ်တွေဆိုပို့လို့တောင်လွယ်သေးတယ်အစိုးရရမှဟိုလူမှုထူးချွန်အဲ့လိုမျိုးပဲကျွန်တော်တို့နိုင်ငံဝန်ထမ်းကောင်းစုတွေကိုဟိုချပြီးတော့ကျွန်တော်တို့မြေကွက်လေးတွေစီစဉ်ပေးရင်တော့နိုင်ငံဝန်ထမ်းတွေပို့ပြီးတော့ဟိုလှုပ်ချင်စိတ်နော်ပြည်သူပေါ်မှာစေတနာထားတဲ့စိတ်ပို့ပြီးထက်သန်လာမှာပေါ့ကျွန်တော်တို့အဲ့လိုပဲမြင်ပါတယ်ကိုအဲ့ဒါတွေလည်းဆွေးနွေးပေးပါမယ်လွှတ်တော်တွင်မှာလေဟုတ်ကဲ့ပေါ့ကျေးဇူးတင်ပါတယ်ဒါဆိုလို့ရှိရင်ကျွန်တော်အခုပြောတဲ့အချက်တွေထဲမှာဆိုလို့ရှိရင်ဒီဗာလဲအာဂတိလိုက်စားမှုတွေကိုလွတ်တော်ရဲရောက်လို့ရှိရင်ပို့ပြီးတော့ထီရောက်ရေးစုဖို့အတွက်အခုလောက်သွားမယ်ပေါ့နောက်ပြီးလို့ရှိရင်အငိမ့်စားဝန်ထမ်းတွေအတွက်ဟလာအခွင့်အရေးတွေပိုရအောင်လုပ်ပေးမယ်လာဒီအိမ်ချမ်းမြေတွေစီမံပေးတာမျိုးဒါဒီအဆိုတွေတွင်းမယ်နောက်တစ်ခါဝန်ထမ်းတွေအတွက်လာတာတိုးလာအောင်လုပ်တာမျိုးပေါ့เนาะအခွင့်အရေးတွေရအောင်လုပ်လူကြုံလူအောင်လေးတွေဖြစ်အောင်ရေတော်ရောက်ခါမြင့်တင်ကစားခုံစားစွမ်းအားပဲတွင်စံချိန်ရင်မောင်းတန်းလိုက်လျင်မင်းခင်မီကဘာကြီးကြည်မြင်ဉာဏ်ယောက်ျားလာသာလျင်